ကျေးဇူးတင်ကြောင်းပြောကြတယ်ပေးမှန်းမသိအောင်ပေးသွားခဲ့ပြီငါတို့ရမှန်းမသိအောင်ရရှိခဲ့ကြပြီးတော့ငါတို့လွမ်းမှန်းမသိအောင်လွမ်းရတတိယမှန်းမသိအောင်တတိယကြအမြင့်ဆုံးနဲ့အနှိမ်ဆုံးအကောင်းဆုံးနဲ့အဆိုးဆုံးအခြေအနေတိုင်းကိုမတုံမလှုပ်တည်တည်ငြိမ်ငြိမ်မှာစက်တရေရှိရှိပါလောကရန်တရားကိုမှထိတ်ပုတ်ခေါင်းပုတ်ပါပွင့်လိုက်တဲ့အပွင့်တိုင်းကိုမှတ်ရသားရလွမ်းရမောရစေရနာတွေနဲ့နှမ်းပြသွားတဲ့ပုံများရင်သက်ရှုမောွယ်မေတ္တာတွေနဲ့တည်ပြသွားပုံများပင့်သက်လိုက်မောွယ်အမိနာမကိုကြားရရတရံရေးရေးရုပ်ပုံကောက်ကြောင်းလေးကြောင်းကိုမြင်ရရပညာနဲ့ဖြတ်သန်းရင်ဆိုင်ခဲ့ပုံကိုမှတ်ရသားရနာရကြားရကြောက်နေသမျှမလွတ်လပ်ကြောင်းအင်အားအမှန်တရားမဟုတ်အမှန်တရားတည်တာအင်အားဖြစ်ကြောင်းစွန့်နေတာကိုစွန့်ရဲရမယ့်အကြောင်းအဲ့ဒီတတ္ထုအတန်တွေရဲ့စီးရဆင်းရမြဖြားခံရပေါ့အမှောင်တွေကလျက်စီးလို့ထင်ရှားလွန်းပါတယ်နိုင်ငံတော်ရေအနှစ်မှာအကြိမ်ကြိမ်နှမ်းဆွဲတာခံရတဲ့ရတနာကောက်ရိုးမြင်ကလေးအသက်ရှိနေတဲ့ပြည်သူလက်နေတိုင်းကလေးတက်ချိုင်မှုကြိုးစားတဲ့ကောင်တိုင်းအဝီစီကိုတန်းကြခဲ့တာပဲမလားအခုဖြင့်ကမ္ဘာအသက်ကြီးဆုံးနိုင်ငံရေးအကျဉ်းသူတဲ့ကမ္ဘာကလည်းနားမယ်ဆိုရင်နားစရာကြီးပါငါတို့အတွက်တော့အတွေးခေါ်တွေပေးတယ်တတ္တိကိုပေးတယ်ပညာကိုပေးတယ်တာဝန်ယူမှုတာဝန်ခံမှုကိုပေးတယ်လူသားဆန်မှုကိုပေးတယ်မေတ္တာကိုပေးတယ်တနတ်ပြောင်းဝကိုမျက်နှာချင်းဆိုင်ပြီးမှအသက်ကိုပေးတယ်မိသားစုဘဝကိုပေးတယ်အချိန်ကိုပေးတယ်ငယ်ရွယ်ပြုံမြင့်မှုတွေကိုပေးခဲ့တယ်ငါတို့မှပြန်မပေးနိုင်တော့ငေးနေရတော့ငါတို့ရဲ့တက်တန်းကိုများထိုအမျိုးကောင်းသမီးရဲ့လက်ကျန်တက်တန်းနဲ့ပေါင်းထည့်ပေးလို့ရရင်ကောင်းပါမနက်ဖြန်မှာအသက်80ပြည့်ပြီတဲ့ကျမ်းမာနေပေးဖို့အနာရောဂါကင်းဖို့အသက်ရှည်နေဖို့အမြန်ဆုံးလွတ်မြောက်ဖို့ဒီစုလေးပြည့်ရင်ကျေနပ်ပါဘူးဂုံမုတ်တွေကိုရေးပြလို့ကုန်မှာမဟုတ်တာပဲဘယ်သူပါလို့မပြောပါပဲဘယ်သူပါလို့သိနေရလောက်အောင်ကိုကြီးကျယ်မြင့်မြတ်လွန်းပါတယ်အိမ်မက်ထဲမှာတွေ့တော့လဲကြော့မိတယ်ရုပ်ပုံကိုတွေ့တော့လဲကြော့ပြစ်တယ်အပြင်မှာတွေ့ရင်တော့တိုက်လိုက်လဲကျေးဇူးတင်ကြောင်းကိုပြောချင်တယ်လက်ကလေးကိုကိုင်းလို့မျက်နှာကိုမော့ငေးလို့ကျေးဇူးအများကြီးတင်တဲ့အကြောင်းကိုတဝါကြီးပြောချင်ပါတယ်တင်